အားလုံးပဲမင်္ဂလာပါခင်ဗျာ Design Mystery ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က design တစ်ခုကိုဆွဲပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော် client တွေကလာအပ်ထားတဲ့ design ကိုဘယ်လိုဆွဲရတယ်ဘယ်လိုလုပ်ရတယ်ဘယ်လို process သွားရတယ်ဆိုတာပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ client ကကျွန်တော်ပေးထားတဲ့ပုံတွေလည်းကျွန်တော်ပြပေးမယ်ကျွန်တော် design process မှာဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ပြပေးမယ်ပေါ့နော်အားလုံးပဲဒီ video လေးကိုဆောင်လိုက်ကြည့်ပေးကြပါဦးခင်ဗျာPhotoshop တော့ဖွင့်လိုက်ပြီပေါ့နော် Photoshop ဖွင့်လာပြီ client ကကြတော့သူကဒီသူ့ရဲ့ဘယ်လိုပြောရမလဲ design ကိုပေါ့နော်သူက print ထုတ်ရှင်တယ်သူ့ရဲ့ site လေးမှာဒီစားသုံးသူတွေအတွက်သူမြင်အောင်ကတ်ထားခြင်းတဲ့ site လေးသူ့မှာရှိတယ်အဲ့ဒါကြောင့်ကျွန်တော် site လေးတစ်ခုပေးထားတယ်အဲ့ site လေးကိုကျွန်တော်ခေါ်မယ်ပေါ့နော် file ထဲကနေမျိုးပြီးမှနေကျွန်တော်တို့17လက်မခွဲ16လက်မခွဲဆိုတဲ့နော်ဥစ္စာလေးကျွန်တော်ယူလိုက်တယ် resolution က300ဆိုတော့ဟိုပါပေါ့ဒီမှာ RGB ဖြစ်နေလို့မရဘူးကျွန်တော် CMYK ဖြစ်နေမှရမယ်ဆိုတော့ printing ထုတ်ပါဆိုတော့เนาะ CMYK ဖြစ်နေမှရမယ်ကျွန်တော်နာမည်ပေးလိုက်ပြီးတော့ပေးလိုက်မယ်เนาะ restaurant လို့နာမည်ပေးလိုက်မယ်ပေါ့နော်ပြီးပြီးကျွန်တော် enter လေးခောက်လိုက်မယ်ပေါ့နော်ဒီလိုလေးတော့ကျွန်တော်ကြက်လိုက်ပေါ့နော်ကြက်လိုက်ရင်ကျွန်တော် client ပေးတဲ့ပုံလေးကြီးကြည့်အောင်ပေါ့နော်ကျွန်တော်တို့ client ကဒီလိုပုံလေးပို့ပေးတယ်ပေါ့နော်ဒီလိုပုံလေးကိုdesign လေးလုပ်ရှင်တယ်ပေါ့နော်နည်းနည်းတော့ခက်တယ်ပေါ့နော်ဆိုတော့ကြည့်ရတဲ့အခါမှာကျွန်တော်တို့ဒီမှာတစ်ခွာပန်းလေးတွေပါမယ်ဒီမှာသူ့ရဲ့ main dish ပါမယ်ထမင်းပါမယ်ဒီမှာဒီ vegetable နဲ့ chili နော်နှစ်ပေါ့နော် sauce လို့လည်းပြောလို့ရမှာပေါ့ကျွန်တော်မစားဘူးမသိဘူးဒါကတော့တရုတ်ဆိုင်တရုတ်နော်စင်ကာပူက client တယောက်ဖြစ်တယ်ဒါတရုတ်ဆိုင်ပေါ့နော်သူတရုတ်ဆိုင်လာတယ် poster လေးတစ်ခုကတ်ချင်တယ်ဆိုတော့ဒါလေးကျွန်တော်တို့ပြောမှာဖြစ်ပါတယ်ဒုတိယပုံတော့စကြည့်အောင်ဒုတိယပုံမှာကျတော့ဟင်းပွဲတွေကတော်တော်များများတော့အပြည့်ပါဝင်နဲ့ပြတ်နေတာလည်းမရှိဘူးအဆင်ပြေတယ်ကျွန်တော်တို့ဆိုတော့ဒါလေးကတော့ပိုအဆင်ပြေတယ်ပေါ့နော်ဟောနောက်ပုံတစ်ပုံတက်ကြည့်မယ်ပေါ့နော်နောက်ပုံတစ်ပုံကကျတော့အဆင်မပြေဘူးလုံးလုံးယူအဆင်မပြေဘူး passport တွေလည်းလွှဲနေတယ်တော့တိတ်တော့မကြိုက်ဘူးနော်ကြည့်ရတယ်မျက်စိပါတာမရှိဘူးဒါတော့သူ့ရဲ့လူကိုပေါ့နော်ဆိုတော့ single မှာကြည့်နေတဲ့လူရှိရင်တော့ဒီဆိုင်မှာဆက်လို့ရပါတယ်ဆိုတော့ဆက်လိုက်ကြအောင်ပေါ့နော်ကျွန်တော်အဲ့တော့ကျွန်တော်ဒုတိယပုံလေးပဲကျွန်တော်ယူပြီးတော့ design လေးလုပ်လိုက်ကြမယ်ပေါ့နော်ကျွန်တော်တို့ဒုတိယပုံကိုဒီလိုတော့ဆွဲထည့်လိုက်ပြီးဒီပေါ့နော် Photoshop လေးရောက်လာပြီဆိုတော့ကျွန်တော်ပထမဦးဆုံးအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံး design ကိုမစဉ်းစားခင်ကျွန်တော်ဒီပုံလေးဖြတ်ဖို့လိုတယ်လိုတဲ့အတွက်ကျွန်တော် main dish တွေဒီလေးခုလုံးကျွန်တော်ဖြတ်မယ်ဖြတ်တဲ့အတွက်ဒီ main dish ကိုဖြတ်မယ်ဖြတ်တဲ့နေရာမှာကျွန်တော်တို့ကလေ pan 2ကိုပဲတောင်းပြီးဖြတ်မယ်ဆိုတော့ပြီးမှလိုအပ်တာတွေပြင်မယ်နော်ကျွန်တော်စာပြီးတော့ဖြတ်လိုက်ကြအောင်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ originally ကဘယ်တော့မှမထီဘူးကျွန်တော် control G နဲ့သွားမယ်သွားပြီးကျွန်တော်တို့နှလုံးလေးပေးလိုက်မယ်ဒါပေမဲ့ပေးလိုက်မယ် main dish ပေါ့နော်ဆိုတော့ main dish လို့ပေးလိုက်မယ်အနာခေါက်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့စပြီးတော့ pan 2နဲ့ဖြတ်မယ်အဲ့တော့ pan 2နဲ့ဖြတ်မယ်ဆိုတော့ pan 2လေးယူမယ်ဖြတ်မယ်ပေါ့နော်ဆိုတော့ဘယ်ဟာစဖြတ်ရတယ်အဆင်ပြေသလိုဖြတ်နော်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှင်းပြတယ်ဆိုတော့ကျွန်တော် control ရဲ့ enter နဲ့လိုက်မယ်ကျွန်တော်ဒီလိုမျိုးလေးကျွန်တော်လိုမျိုးဘောင်နဲ့ပေါ်ရလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုမျိုးပေါ့နော်ဒီလိုမျိုးပေါ်ရလို့လည်းရှိမယ်ဒီလိုမျိုးပေါ်ရလို့ရှိမယ်ဘာမှဖြစ်ဘူးစိတ်မလို့လည်းကျွန်တော်ဒီမှာ4 ms 4 ms လေးလိုက်ရတယ်ဒီလိုပေါ်သွားလိမ့်မယ်တချို့တွေကြတော့တစ်ခါတည်းဒီလိုရပါလိမ့်မယ်နော်ဆိုတော့ဒီလိုပေါ်တဲ့လူတွေကြတော့ဘာမှမဖြစ်ဘူး control ရဲ့ eye နဲ့လိုက်ကျွန်တော် product ရတယ်ဆိုတော့ကျွန်တော်ဒီစာကြည့်မယ်ဒီမှာဒီနားလေးမှာရောပကံထက်နေတဲ့နေရာလေးရှိပြီเนาะဒီနားလေးမှာနည်းနည်းလေးဆိုတော့နားလေးမှာနည်းနည်းလေးအဲ့လိုမျိုးလေးပေါ့နော်အဆုံးလေးတွေမှာကြံနေရလေးရှိမယ်ဘာဖြစ်ပြီးပြင်မယ်ပေါ့နော်အဲဒီခုမှတ်ထားလိုက်မယ်ကျွန်တော်နောက်ထပ်ပေါ့နော် control ချိန်နဲ့ပွားလိုက်မယ် okay เนาะမျက်လုံးလေးမိတ်ထားမယ်ကျွန်တော်တို့ဒီပကံပေါ့နော်ဒီပကံပြောင်းကျွန်တော်တို့ရှုမယ်ပေါ့
ကျွန်တော်တို့နောက်ဆုံးတော့ဒီလိုလေးရိုက်ပေါ့နော်ကျွန်တော်2ပါတော့ကျွန်တော်လုပ်လိုက်တယ်ပေါ့နော်ပြီးကျွန်တော်ကလိုပဲ control တာနေမယ်နေပြီးဒီမှာစလေးဟုတ်လိုက်မယ်ပြီးအဲ့လိုမျိုးပုံနေ control ရနေလိုက်မယ်ဒီလိုမျိုးလေးပြန်ငါလေး play လေးရမယ်ပေါ့နော်ဆိုတော့စစ်ပြပါတယ်နော်ချိုးနေရတယ်ဒီအမေကြီးတွေရှိလားမရှိလားကြည့်ကြည့်ပြီးမှပဲရှင်းပြမရှိမဖြစ်ဘူးပေါ့နော်ဒီလိုမျိုးလေးတွေပေါ့စဉ်းစားပါနော်ဒါဆိုတော့ rice လို့ပြောလိုက်ပြီးလိုက်မယ်ဆိုတော့နောက်တစ်ခုလေးလို့ပဲ control ကြီးနဲ့ပေါ်လိုက်မယ်။ဘာမှရတော့ not vegetable ပါလား။ vegetable ပေါ့နော်။ vegetable လို့ကျွန်တော်နာမည်ပေးမယ်။ဒီမှာပေါ့နော်ဒီကောင်လေးပေါ့ဒီဟာလေးပေါ့နော်တို့ဒီဟာလေးပဲနောက်လိုအပန်ဒူလေးနဲ့ပဲဖြတ်ပါပေါ့နော်တင်ဒီလိုပုံလေးရအောင်နော်ရအောင် control enter ပဲနောက်လိုနေပြီဒီရမစီးတော့မယ်နော်အလောကလေးပြတ်ထားလိုက်ဒီလို point control နေလိုက် sorry လိုလေးရပြီပေါ့နော်ဆိုတော့က positive ပေါ့နော်ပြီးတော့က chili လိုပဲနော်မပြီးရတယ်နော်ဒီကွာလေးကို chili လိုပဲပေါ့တောင်းလို့ပရိုနာနေလိုက်မယ်။ကြာဝိုင်းပရိုနာနေမယ်ကျွန်တော် EMS လေးပေါ့နော်။ဒီ control ရနေတယ်။ဒီလိုလေးတော့ရှိနေတယ်ပေါ့နော်။ဆိုတော့ကျွန်တော်မျက်လုံးတွေကိုမျက်ပိုးကြည့်လိုက်ရင်ကျွန်တော်တို့ဒီလိုမျိုးရနေတယ်ပေါ့နော်။အဲ့ဒီကောင်လုံးကျွန်တော်တို့က control G ပေါ့နော်။အဲ့ဒါလိုက် teacher ဆိုပြီးတော့ပြလိုက်ပေါ့နော်။ဆိုတော့အဲ့ဒီလိုပဲလိုက်။ပြီးတော့ကျွန်တော် design ကိုစဉ်းစားတဲ့အခါမှာကျွန်တော် software တစ်ခုရှိတယ်ပေါ့နော်။ so website ပေါ့ software တောင်ဖြစ်တယ် website တစ်ခုရှိတယ်။အဲ့ website ကကြတော့ Pinterest လို့ပြောတော့ပြောတယ် Pinterest တော့နော်။ Pinterest တဲ့ဝင်လိုက်မယ်။ so Pinterest ကိုကျွန်တော်တုံးနေပါတော့။ဒါ Pinterest ပါ။ so နောက်တစ်ခုအနေနဲ့ကျွန်တော် free pick ဆိုရတာတုံးရတယ်။နော်တော့ကြတော့တချို့တွေကြတော့ဒီ software ကိုဝယ်သုံးတယ်ပေါ့နော်ဆိုတော့ AI တွေပါလေသုံးလို့ရတယ်အဆင်ပြေတယ်ဆိုတော့ကျွန်တော်ဒီဟာမသုံးဘူးဆိုတော့ဒါအသင့်သုံးလို့ရတယ်ပေါ့နော်ဒါမဲ့ကျွန်တော်ဒီကနေကိုယ့်အကိုလုပ်လို့ရတယ်တခုဆိုပေါ့နော်ကျွန်တော် design တွေက inspiration ယူရတယ်ခုနကကျွန်တော်ပြောလို့ခုနကကျွန်တော်ဟာကြတော့ဒီတရုတ်စားသောက်ဆိုင်ဆိုတော့ကျွန်တော်တို့ဒီမှာ Chinese food at creative ဆိုရှင်ကျွန်တော်တို့Chinese food areas creative ဆိုပြီးတော့ကျွန်တော်ရှာလိုက်တယ်အဲ့မှာ Chinese food နဲ့ပတ်သက်ပြီးပတ်သက်တဲ့အရာတွေမှန်သမျှကြားလာတယ်ပေါ့နော်ကြားလာရင်ကျွန်တော်တို့ဘာ inspiration ယူလို့ရလဲဆိုလို့ရှိရင်ကလာ composition တွေခြားသောအရာတွေ inspiration ယူလို့ရတယ်ဒီကနေတိုက်ရိုက်ပြီးကူချဖို့မဟုတ်ဘူးဒါကကျွန်တော် inspiration ယူဖို့နော်သူတို့ကလာ composition တွေဘယ်လိုထားတယ်ဒါအတူတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကြည့်ဖို့လည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော် color တစ်ချက်ကြည့်ပေါ့နော်ခါလာဆိုတော့အနီရောင်လေးပဲတုံးလိုက်တယ်သူ့လိုပါလေအနီဆိုတော့အနီမှာဘယ်လိုအင်းပွဲတွေကပေါ်လဲဖြစ်လဲဆိုတာတော့တစ်ချက်လေးလာမယ်ပေါ့နော်ခုတွေ့ရရှိတယ်ဒီထိဆုံးကပေါ်လာဒီဟာလေးကိုတုံးလိုက်မယ်ဆိုတော့ဒီကလာလေးတုံးပါနော်အောက်မှာလည်းနည်းနည်းသူကပေါ်လာသေးတယ်ဗျာဒီကလာပဲကောက်ပါလေ window ရဲ့ရှေ့ SN နေလိုက် snippy 2ပြောအဲ့ကြလို့ရှိရင်ဒီလိုအပေါင်းလက္ခဏာလေး cursor လေးပြောင်းအောင်အဲ့ကြရင် score ဆိုလိုက်ဒီလိုလေးယူလိုက်
ဘွားကျွန်တော်တို့က okay control V တွေမှာနှိပ်မယ် control T order ဖြည့်ပြီးဆွဲချလိုက်မယ်နော်ပြီးရင်အမှန်ချစ်တာမှ enter ခေါက်လို့ရပြီးရင် background ကိုကျွန်တော်ရွေးမယ်ပြီးရင်ကျွန်တော်တို့ဒီထဲမှာတရားလေးနှိပ်မယ် gradient ကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးွားရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီဟာလေးကိုထောက်လိုက်မယ်ပေါ့နော်ဒီမှာရွေးထားရတော့ရှိထားလိုက်ပါတော့ဆိုတော့ဒီမှာအပေါ်ကအနေရင်းအောင်တစ်ချက်ပေးမယ်နော်အဲ့လိုပဲအောက်ကအနေရင်းအောင်တစ်ချက်ပေးမယ်ဆိုတော့အလဲမှာရောဒီမှာအနေရောနော် like ကနေဖြစ်သွားဒါပေမဲ့သူ့ကိုကျွန်တော်ပုံနဲ့ချင်တယ်ဗျာတလားတော့ပါနော်တော့တော့ရ okay ဆိုတော့ဒီကောင်လေးနည်းနည်းလေးနဲ့ချင်ရသေးတယ်ကာလာမတူချင်ဘူးနော်ဒီကာလာလေးကိုကြိုက်တယ်ပုံစံလေးစိုးမိုက်တယ်နော် okay ဒါလေးနဲ့တင်လာလိုက်ပြီနော်သူစီ reference တွေယူရတယ်ဆိုတော့ဒီမှာပြီးသွားရင်ကျန်ရရှိတယ်တော့ဒီမှာ90 degree ရှိတယ်ကျွန်တော်အဲ့90 degree ကိုထားခြင်းဒါလေးရွှေ့လို့ရတယ်တွေ့လားနော်ဒါကြောင့်ဒီလိုဒီဘက်ကဒီလောက်ချီလိုလေးပေါ့ဗျာဒီလိုလေးအလင်းလာတယ်ပေါ့အဲ့လိုဒီဘက်ကနော်ဒီလိုလေးအလင်းလာအဲ့ကျွန်တော်ကြိုက်ပြီဆိုကိုကကြိုက်လို့ရကိုကြိုက်ပြီဆိုရင်အန်တာခေါက်လိုက်ပြီးတော့ထိုင်းကကျွန်တော်တို့စိုင်းလေးစာတွေပါတယ်ဒီဖုန်းနံပါတ်တွေပါတယ်ထည့်ရင်လည်းဆိုတော့ကျွန်တော်အောက်ကလေးမှာထည့်ပြီးတော့ကျွန်တော်စဉ်းစားထားတယ်ဆိုတော့ rectangle 2လေးပဲလိုလေးဆွဲတယ်ပေါ့ပါလေးဆွဲတယ်ဒီလိုပဲအဲ့ကောင်ကြတော့ကျွန်တော်တို့ကအဖြူပဲထားမယ်နော်ဒီ stock ကိုကျွန်တော်တို့ကဒါလေး online နဲ့ပြီးတော့ဒီမှာအဖြူလေးယူလိုက် control V နဲ့ဒီမှာပေါ့နော်ဆိုတော့ဒီထားလိုက်ပြီးသွားတယ်ပြီးသွားရင်နောက်တစ်ခုတရုတ်အငွေးသက်တွေကဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ကြည့်ပတ်တန်တွေပါတယ်ဒီမှာတော့ဒီလိုပြီးပုံလေးပတ်တန်တွေပါအဲ့တော့ကျွန်တော်ဒီမှာ Chinese ပတ်တန်လို့ရှာလိုက်မယ်တော့ကျွန်တော်တို့ကမလုပ်လဲဆိုရင် Chinese pattern လေးရှာမယ် Chinese pattern လေးရှာတဲ့အခါမှာတော့ကျွန်တော်တို့ကိုစိတ်ကြိုက် pattern ရှာလို့ရပါတယ်ကျွန်တော်ကတော့ဒီဆွဲရလွယ်ကူတဲ့ဟာလေးတခုရှာမယ်ပေါ့နော်ဆိုတော့ကျွန်တော်အချိန်ကြာမှာဆိုတဲ့အတွက်ကျွန်တော်ဒီ pattern လေးကိုလည်းယူလိုက်ပြီပေါ့နော်ဒီ pattern လေးအဲ့လိုတော့ window ရရှိ SN နှိပ်လိုက်မယ် sneaky 2ကြာလာမယ်ကျွန်တော်အဲ့မှာ select လုပ်လိုက်မယ်ဆိုတော့ select မှပြီးသားဖြစ်တဲ့ Photoshop သွားမယ်ကျွန်တော်အဲ့မှာမလုပ်မလဲဆိုရင် control ရဲ့ V ရဲ့နေမယ်နော်အဲ့မှာပေါ်လာလိမ့်မယ် digits ကိုကျွန်တော်မျက်လုံးပိတ်လိုက်ဒီမှာနော်ဒီကောင်လေးပေါ်လာ control T အဲ့တော့ကျွန်တော်ဆွဲချက်မယ် order ဖြစ်ပြီးတော့ enter ခေါက်လိုက်မယ်ကျွန်တော်ရပါပြီပေါ့နော်ကျွန်တော်တို့ကဒီလိုထောက်မှာထားနေတာထောက်မှာထားရင်လည်း control ရဲ့ T ရဲ့နှိပ်ကျွန်တော်တို့ right click နှိပ်လိုက်မယ်နှိပ်ပြီးနော် rotate 90 clockwise ကိုကျွန်တော်တို့လုပ်လိုက်မယ်အဲဆိုရင်ကျွန်တော်တို့ဒီလိုထောက်မှာတော့ထားရင်အဆင်ပြေပါတော့အဲ့တော့ကျွန်တော်တို့ရပြီရရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် P ဆိုတဲ့ band လေးယူလိုက်မယ်နော် P band ယူမယ်ကျွန်တော် pad မဟုတ်ဘူးဒီမှာ shape လေးပြောင်းတာနော် shape ကျွန်တော်စပြီတော့စဆွဲမှာလည်းချက်ထောက်မယ်ပြီးရင်8လေးနဲ့သွားမယ်8နဲ့မသွားရင်8လေးကိုဖိပြီးသွားတာနော်8နဲ့မသွားရင်တော့တက်မတက်နိုင်ဘူးနော်တခြားနေရာရောက်နိုင်တယ်တက်မသွားနိုင်ဆိုတော့ဒီလိုပေါ်လာရင်စိတ်မပူနဲ့ကျွန်တော်ဒီ fill ကဟာကိုတင်လိုက်နေပြီးဒီဟာလေးကိုမလေးပြလိုက်နော်ပြင်ဆက်လိုက်ပြီး8နဲ့ပြီးသွားပါနော်8ကလေးကိုဖိတာဖိပြီးတော့ထောက်ပါနော်အဲ့ဒါလုံးဝဖြောင်းတန်းနေတယ်ပေါ့အဲ့အမှန်ပေါ့ဒါတော့ကိုကြိုက်တဲ့အရာကိုသုံးလို့ရတယ်ကိုကြိုက်တဲ့ဥစ္စာကိုသုံးလို့ရတယ်ဘာမှတော့ဖြစ်ပါတော့ကျွန်တော်ဒါဒီဇိုင်းနဲ့လိုက်ဖတ်မယ်တင်လို့သုံးလိုက်တာပေါ့နော်ဆိုတော့ကျွန်တော်မလန်းချောင်းရပါပြီအဝိုင်းချောင်းလေးကိုမျိုးလုံးလေးမိတ်လိုက်မယ်ဆိုတော့ဒီဟာလေးတော့ဘာမှမရှိဘူးနော်မရှိနေကျွန်တော်ယူနေလိုက်မယ်နော်ဒီလိုမျိုးလေးပေါ်လာမယ်အဲပေါ်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ stock လို့ရတယ်အဲ့ဒါလေးကိုယူလိုက်မယ်ယူရင်ကျွန်တော်တို့ဒီမှာအဝါရောင်ချင်းချင်းရောင်လေးကိုတော့ယူလိုက်မယ်အဲ့ဒါခောက်လိုက်ပြီးရင်ကျွန်တော်ဒီမှာ10ပေးကြည့်မယ်
တိတ်စင်ပြီးသေးဘူးနော် show တိတ်စင်ပြီးသေးဘူးဆိုတော့20ပေးလိုက်မယ်နော်20ဆိုတော့နည်းနည်းဒီမဆိုးလာဘူးနော်အဲဆို control ရဲ့ T ရဲ့နှိမ့်မယ်ကျွန်တော်တို့ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါကို order လေးဖြစ်ပြီးတေးလိုက်မယ်အဲ့ဒါနည်းနည်းတော့ထူသွားလိမ့်မယ်ပေါ့နော်ကိုလိုချင်သလောက်ပေါ့နော်ကိုလိုချင်တော့ကိုစိတ်ကြိုက်ကိုလုပ်လို့ရတယ်ဘာမှမပြဿနာမရှိဘူးဆိုတော့ဒီနားလောက်မှာထားလိုက်မယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တခုနောက်တစ်ခုကျွန်တော်ကသူ့အလဲမှာအဲ့လိုရှိနေကြတာပေါ့နော်ဆိုတော့နည်းနည်းတုံနေတော့ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင် new layer ကိုခေါ်လိုက်မယ် order ရဲ့ base page ကိုနှိပ်လိုက်လို့ရတယ်နှိပ်လိုက်ပါရင် control ရဲ့ T ရဲ့နှိပ်ဆိုတော့အလဲဆန္ဒလိုချင်လို့ပေါ့နော်အဲ့မှာဒီလိုပေါ်နေလိမ့်မယ်လို့ရ control ရဲ့ I နှိပ်လိုက်ဘူလာကြလာလိမ့်မယ်ဘူလာလေးကိုဒီလိုလေးဖြည်းဖြည်းချင်းမဆွဲမယ်ဒီနားလေးမှာသွားရင် okay ရလိုက်ရွေးဆွဲမယ်ဒီနားလေးမှာသွားရင် okay ရလိုက်ပြီး enter ခေါက်လိုက်ခေါက်ပြီးတော့ဒီအားလေးကို delete လိုက်လိုက်ဆိုတော့စက်တော့သိကြအောင်အဲ့ကြလို့ရှိရင်ကျွန်တော်တို့ကဒီ layer ကိုသွားမယ်ပေါ့နော်ဒီကကြိုက်တဲ့အရောင်လုပ်လို့ရတယ်အဝါဖြည်းဖြည်းရွှေရောင်မျိုးကိုကြိုက်လိုက်ရလို့လေအဲ့ဒါလေး layer လေးကိုထောက်ပေါ်ရင်ပြီးကျွန်တော်ပြီးလို့ကပြီးကိုသွားကြည့်လိုက်ဒီမှာကာဆာမှာပြောပါတယ်ဒီမှာကျတော့ K ဝင်လေနော်ဖြစ်နေဒါလေးကျွန်တော်ဒီမှာ join ပေါ်လိုက်အားနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်ဒီဘက်မှာ shift နဲ့ဒီ layer ကိုလာထောက်လိုက် okay ဆက်နော်ဆိုတော့နောက်တစ်ခုလည်းတို့ပဲသွားဆက်လိုက်မယ်နောက် fee နှိပ်မယ် fee နှိပ်မယ်ဒါတော့မဆက်ဘူးနော်ဟောနော်ဒီဟာလေးကိုသွားထောက်မယ် fee နှိပ်မယ်ဒါ join ဥစ္စာလေးနှိပ်လိုက်မယ်နော်ရပြီပြီးရင်ဒီဘက်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒီအောက်ထိပေါ့ဆွဲလိုက်ပါနော်ပြီး fee နှိပ်တယ်တော့ဒါရအောင်ပြီးတော့ pattern ဒါကတော့ကျွန်တော် pattern ပုံတော့နော်ဟုတ်ပြီအဲ့ဒါလေးရအောင်ဆိုရင်အဆင်ပြေပြီကျွန်တော်တို့ကဒီဘက်တစ်ဖက်တည်းမဟုတ်ဘူးဘက်တစ်ဖက်ပါအဲ့လိုလုပ်ချင်တာနော်ဆိုတော့လိုချင်တယ်ဆိုတော့ဒီကောင်ကိုကျွန်တော် control ကြီးနဲ့တွားမယ် control T နှိပ်မယ်နှိပ်ပြီးွားရင်တချို့တွေရောဒီမှာဒါဒီဟာလေးမ on တာဒီဟာလေးပေါ်ဒီမှာအလဲမှာဒါလေးမပေါ်เนาะဒါလေး on လာလိုက်ပါ on ရင်ဒီဟာလေးကို move tool လေးနဲ့ရွှေ့လို့ရတယ်ဒီအလဲလေးကိုရွှေ့လိုက်ပြီးရင် right click နှိပ်မယ်ပြီးရင် horizon နဲ့နှိပ်မယ်နော် horizon နှိပ်လိုက်ဟိုဘက်မှာเนาะထပ်တူသွားကြတယ်ပေါ့နော်ဆိုတော့ပြီးရင် control H နှိပ်လိုက်ပြီးရင်ဒီနှစ်ခုကိုကျွန်တော်တို့ control G နဲ့နှိပ်မယ်เนาะ T A T T ရ pattern ပေါ့ကျွန်တော်အဲ့လိုပဲပေးလိုက်ပါပေါ့နော်မတေချာတော့နားမလဲတော့ပြီးတော့ရင်ဒီ rectangle အောက်ပို့လိုက်မယ်เนาะဆိုတော့ဒီလိုဆက်သွားပြီပေါ့နော်ဆိုတော့တရုတ်တင်းပါညာဖြစ်သွားပြီအဲ့ကြလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်သူကလည်းထဲမဲ့စာကြီးလေးကျွန်တော်ပေးထားရပါတော့ပေးထားရတော့ဒီဟာလူကျွန်တော်အောက်မှာစီးလိုက်မယ်စောစေတော့ကျွန်တော်ဘာလုပ်ချင်လဲဆိုလို့ရှိရင်เนาะ main disk ကိုရင်စီးမယ် main disk ကိုဘယ်လိုထားမလဲဟောနော်ကြိုက်လို့ထားလို့ရတဲ့ layout ကတော့ပြဿနာမရှိဘူးကျွန်တော်ကတော့ဒီ main disk လေးကိုerase စီးလိုက်မယ် control T เนาะဒီအားလေးမှာစီးမယ်နည်းနည်းလေးကြီးမယ်စီးမယ်เนาะခဏခေါက်လိုက်မယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ကconvert to smart object ပြောင်းလိုက်မှာပေါ့နော်စိတ်ကြိုက်နေတာထားပြီးသွားရင်တော့ကျွန်တော်တို့ကိုစိတ်ကြိုက်နေတာဒီချလိုက်ပေါ့နော်ချလိုက်ပါနဲ့ရပြီပေါ့နော်ဆိုတော့နည်းနည်းလေးကြီးလိုက်အောင်လားပြီးရင်တော့ကျွန်တော်ဒီမှာမလုပ်လဲဆိုတော့ share ချမှာနော်ဆိုတော့ control J ပွားလိုက်မယ်ပြီးရင်ဒီ main disk ကိုလိုက်မယ် image ဆိုတော့ adjustment မှာကျွန်တော် hue and saturation မှာအကုန်လုံးနော်ထုတ်လိုက်မယ်ပြီးရင်ဒီဘက်အောက်လေးကိုကျွန်တော်ဘာလို့ဒီဘက်ကအလင်းလာတယ်ပေါ့နော်ကျွန်တော်ပြမယ်ဆိုတော့ဒီဘက်ကနော်ကျွန်တော်ဒီဘက်ကနေအလင်းလာလို့ဒီဘက်ကနေအလင်းလာလို့ကျွန်တော်ဒီဘက်မှာလူဖြစ်ကြတဲ့ပုံစံပေါ့နော်ဆိုတော့အဲ့ဆိုတော့ကျွန်တော်တို့ဒီဘက်ကနေအလင်းရိုက်မယ်ဆိုတော့ဒီလိုသွားမှာပေါ့နော်အဲ့တော့ဒီကောင်ကို feather blur motion blur နဲ့ blur လိုက်ဒီဘက်နော်တစောင်းလေးပေါ့ဒီလိုတက်ဖြစ်နေမယ်ဆက်စားချင်းဒီလိုတက်မို့နော်သူ့နေရာအတိုင်းလိုက်စောင်းပေးရမယ်ပေါ့နော်သူ့နေရာတိုင်းလိုက်စောင်းပေးရမယ် motion blur လည်းနည်းနည်းလေးဒါလောက်ပဲပေါ့နော် okay ကျွန်တော်လည်းပြန်ဖြီးရမယ်ပေါ့နော်ဆိုတော့ပြန်ဖြီးမယ်ဆိုတော့ feather blur နဲ့ပဲ custom blur နဲ့ပဲကျွန်တော်ဖြီးလိုက်မယ်ဆိုတော့နည်းနည်းလေးတိုးလာလိုက်
ပေါ့လေနော်တိုးပြီးတော့ဒီဘက်ကနေပြီးတော့ဖြစ်တယ်ဆိုတော့ဒီမှာနော်ဂျယ်လိုလေးကိုစိတ်ကြိုက်နေနေရချပါနော်အဲ့ပြီးဆိုရင်အရင်မဲနေတာကြီးမကြိုက်နော်ရှင်းမဲနိုင်ကြိုက်တော့ opacity လေးကို short လိုက်နည်းနည်း short လိုက် okay ဆိုတော့ shadow ဖြစ်သွားပြီနော်ဒါဆိုရင်တော့ဒီကို shadow ဆိုကျွန်တော်ပေးလိုက်ပြီးရင်ကျွန်တော်ဒီပုံပြင်မယ်နော်ဒီပုံပြင်မယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ image ထဲမှာကျွန်တော်တို့ adjustment ရှိတယ် adjustment တွေမှာ photo filter ကိုတောင်းလိုက်မယ် photo filter မှာကျွန်တော်တို့ကနောက်ခံရောင်ကဟိုဆိုတော့ wrap တောင်းလိုက်မယ်နော်ကျွန်တော်ဒီမှာ photo filter မှာမကြီးကျွန်တော်ပြမယ်မကြီးနော် photo filter wrap တောင်းတာနဲ့မတောင်းတာနဲ့နော်နည်းနည်းတော့အကြောင်းလေးဟတ်တယ်ဆိုတော့အဲ့လိုလေးဖြစ်မယ်ပြီးတော့ရင်ပကံများကိုဖြူခြင်းတယ်ပကံများအရင်မဲတယ်မင်းတွေအတွက်ကြောင့် levels ကိုကျွန်တော်ယူလိုက်တယ်ပြီးရင်အဖြူဆုံးကိုတင်လိုက်တယ်ကိုစိတ်ကြအဖြူနေရာရောက်ရင် okay ရလိုက် control I နေလိုက်မဲသွားပြီဒီလေးကိုဝင်မယ်နော်အနာခေါင်းမဲ့ဒီလေးကိုဝင်မယ်ပြီးတော့ရင်ကျွန်တော်တို့ကဒီဟာပေါ့နော်ဒီကျွန်တော်တို့ပကံများကိုပဲလိုချင်တာနော်ဒီပကံများပဲလိုချင်တာဒီပကံများကိုပုံမဲ့ဥစ္စာအဖြူဖြစ်ရမယ်နော်ဖြူဖြစ်ရမယ်ပကံများပုံမဲ့ဒါပေမဲ့ကျွန်တော်တို့ကဘေးတွေကပါတယ်ဘာလို့လဲကျွန်တော်တို့တစ်ခုလေလိုချင်တဲ့အတွက် create clipping မှာနော် right click နော်ဟာ create clipping mask ကိုကျွန်တော်ယူလိုက်နော်ဒီဝိုင်းတော့ဒီမှာအဲ့အဖြူလေးပဲလိုက်ပေါ့အောင်နော်ပေါ့တော့ဒီမှာအဲ့ဖြူလေးလိုက်အဲ့ပါဆိုရင်ပကံကဖြူသွားစင်ပြေသွားပြီနော် shadow လေးနည်းနည်းကိုကြိုက်တယ်ဒီလေးပါနော်ဆိုတော့လိုလေးဖြစ်မယ်ဆိုတော့ဒီကောက်ကိုလည်းကြွလာအောင်လုပ်ချင်လေးရဆိုတော့ image adjustment နဲ့မှာ brightness and contrast ကိုယူမယ်ဟုတ်ပြီကျွန်တော်ဒီဟာလေးကိုနည်းနည်းပြင်နေတယ်ပေါ့နော် lighting လေးပဲချိန်နေတယ်ကျွန်တော်တို့ဒီမှာကြည့်ပါနော် image ထဲမှာ adjustment နဲ့မှာသုံးလို့မရတာရှိရ black and white တို့ပါဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ 7.k မှုဖြစ်နေတာရဲ့သုံးလို့မရဘူးပေါ့နော်ဆိုတော့ brightness and contrast ကိုယူမယ်ကျွန်တော် brightness လေးနည်းနည်းတင်လေးတင်လိုက်လေးတင်လာအမောင်လေးတင်လာပေါင်လာနည်းနည်းပို့စီမယ်နော်မောင်မယ်ကျွန်တော် contrast လေးနည်းနည်းလေးတင်လိုက်နော်နည်းနည်းပေါင်လိုက်မယ်contrast လေးကိုကျွန်တော်ရေးတင်လိုက်မယ်ဆိုတော့ပြဿနာမရှိဘူးလားဘယ်ပေါ်မှာပဲတက်ရောက်မလဲဆိုတော့နော်အဲ့ဒါပဲကျွန်တော်အဲ့မှာဒီမှာမလုပ်လိုက်ဘူးဗျာဖြတ်လိုက်မယ်နော်ဆိုတော့ဒီကနေပဲခေါ်လိုက်မယ်ပေါ့နော်ဒီကနေလည်း Korea 1နေလည်းတွားလို့ရတယ်နှစ်မျိုးသုံးလို့ရတယ်ပေါ့နော်ဒီကနေကျွန်တော် brightness and contrast ခေါ်လိုက်မယ်သူ့ကိုပဲယူလိုက်မယ်နည်းနည်းလေးနှောင်းလိုက်ပေါ့နော်နည်းနည်းလေးမောင်းလိုက်မယ် contrast ကကြတော့နည်းနည်း contrast နည်းများလိုက်ဒီဝိုင်း control I နေလိုက်မယ်ပြီးနောက်ကောက်မယ်ပြီးကျွန်တော်ဒီဟာဝက်ပုံပေါ့နော်အောက်ကအဖြူတော့မထီဘူးနော်ဒီဟာဝက်ပုံဆိုတော့နေပြီးတော့ထပ်တော့လုံးလို့ရသေးတယ်ပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်ကတေချာဟိုအများကြီးမတင်တာဘူးတော့ဒီလောက်ပဲစားလို့ပေါ့ဒီမှာတော့လေကျွန်တော်အကြောင်းလေးပေါ်နေအဲ့ဒါလေးကိုကျွန်တော် layer mask ခုလိုက်ပေါ့နော် OBB လေးနေလိုက်ပေါ့အဲ့အကြောင်းလေးတွေသတိထားပေးပေါ့ H ဖြတ်လိုက်ပေါ့နော်အဲ့ကောင်လေးပဲဖြတ်လိုက်ပေါ့နော်ဘာလို့ဒီမှာလဲတော့ပေါ်နေမှာရှေ့ကရှုံးမလိုက်ဖြတ်လိုက်ဂျာဒါတော့သတိထားမယ်တစ်ချက်ပေါ့နော်ကျွန်တော်အဲ့မှာပြီးသွားလို့ရှိရင်တော့ဒီကောင်ကိုကျွန်တော်တို့က control G group ပေါ့နော်ပြီးသွားတာကိုကျွန်တော် main disk ပေါ့နော်
main dish နေတယ်လို့ပြောတာပါပြီးနောက်တစ်ခု rice လဲလို့ပဲကျွန်တော်ယူလိုက်တယ် control D နော်နော် rice လဲယူလိုက်တယ်ကျွန်တော် control D ဒီမှာဒါရင်းနေနေဆောင်းလိုက်ပါတော့ rice လေးနည်းနည်းတူတူတပည့်လေးလဲပြီးတော့ကြည့်ရနည်းနည်းလေး marsh ဖြစ်သွားကျွန်တော်လေးနော်ဒီလိုလေးထားလိုက်နည်းတင်လာလိုက်မယ်လို့ okay ခဏခောက်ကျွန်တော်နော် okay ဒီလောက်လေးပေါ့နော်အဲဆိုရင် main dish ကိုလည်းတော့နည်းနည်းလေးလိုက်သူနဲ့လိုက်တယ်ပေါ့နော်rice ကိုလည်းဒီကြည့်မယ်ဒီလိုလေးပေါ့ဘယ်တော့ rice ကိုဘာလုပ်ချင်လဲဆိုလို့ရှိရင်ခုနလိုပဲ comment smart object လုပ်လိုက်မယ်ဟုတ်နော်ဟုတ်ပြီအဲ့တော့ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ခုနအတိုင်းပဲ control ရဲ့ G ခေါ်လိုက်မယ်ပြီး image ထဲမှာ adjustment ထဲမှာတို့ရောဟို saturation တွေက saturation short မယ် light နဲ့ short လိုက်မယ်အဲဆိုရင်အမေအောင်ဖြစ်သွားမယ် V ကျွန်တော်အောက်ချမယ်ဒီလိုလိုနော်လိုတဲ့ဟာတွေချမယ်ဆိုတော့နောက်လိုပဲ fader လာ motion blur ကိုတုံးဆို motion blur တုံးလိုက်တယ်တော့ပြန်ပြင်မယ် fader လာ custom blur နော် custom blur လည်းခုနအတိုင်းပဲပေါ့နော် scroll လောက်ထားလိုက်ဆိုတော့နည်းနည်းလေးရွှေ့တယ်နော်ရန်ရောနဲ့နေတယ်စိတ်ကြိုက်ဖြစ်သွားပြီဆိုရင်နေနေလို့အကြောင်းလေး85လောက်ထားလိုက်ဆိုတော့စင်ပြေပါတယ်ဆိုတော့ဒီ rice ကိုလည်းရောနည်းနည်းလေးခုနလိုပဲ image adjustment နော် photo filter မှာကျွန်တော် wrap color ကိုရွေးလိုက်မယ်နော်ပြီးခုနလိုပဲ image adjustment brightness and contrast ပါပဲကျွန်တော်နည်းနည်းလေးအလေးနည်းနည်းလေးတင်မယ် contrast လေးနည်းနည်းလေး contrast လေးနည်းနည်းတင်လိုက် okay ဆိုတော့နည်းနည်းလေးဝိုင်းပါနော်ဆိုတော့အဲ့ဒီရောက်လဲကျွန်တော် control ရဲ့ G ရဲ့နှိပ်လိုက်မယ်ဆိုတော့ RIC rice ဟုတ်လားကျွန်တော် brush table ရှိ brush table ကြတော့ကျွန်တော်လုပ်မယ်နော် control D ဒီမှာ brush table နေတီးလိုက် control နော် brush table ဒီအောက်လေးမှာတော့ချက်ထားလိုက်ထားကြည့်လိုက်မယ်ပေါ့နော်ထားလိုက်ထားပြီးရင်ကျွန်တော်တို့ဒီကောင်တော့ပြင်ရမယ်ခုနလိုပဲပေါ့နော် right click နှိပ်မယ် comment smart object လုပ်မယ် control ချင်းနဲ့ပွားမယ်ပြီး image ထဲက adjustment ကိုယူမယ်လို့ပဲ point saturation မှာ saturation shot lightness shot okay ပြီး free နော်ဒီလေးထုတ်မယ်လိုချင်တဲ့အနေထားရပြီဆိုရင်ကျွန်တော် filter blur motion blur ဆိုတာစ motion blur ကတဲ့ time blur filter blur custom blur နော် custom blur နဲ့ blur လိုက်တယ်ဒီမှာတော့ဒီလိုမျိုး okay ဆိုတော့ဒီကောင်တော့တော်တော်ပြင်ရမယ်တော်တော်လေးကိုမှောင်မင်းနေတယ်ဆိုတော့ image adjustment brightness and contrast မှာနည်းလေးတင်လာလိုက်နော် contrast လေးနည်းလေးတင်လာလိုက်ဆိုတော့အဲ့ဒါနဲ့ရလားဆိုတော့မရသေးဘူးထဲအရောင်လေးကျွန်တော်ပေါ်ခြင်းတယ်ဆိုတော့ဒီက channel measure လေးကိုကျွန်တော်ယူလိုက်မယ်ဆိုတော့ channel measure မှာ CMYK ဆိုတော့ sign ရဲ့ magenta yellow black ဆိုပြီးတော့ပေါ်တယ်ပေါ့နော် black ကမဟုတ်တော့မနော် key color လို့ခေါ်တယ်ဒါပေမဲ့ကျွန်တော် sign မှာ sign အောင်တိုးလိုက်မယ်အစိမ်းရောင်လားဒီမှာလေဒါပေမဲ့ကျွန်တော်တို့ကဥမာဦးနာလိုမျိုး device table ကိုပဲဖြစ်ချင်တဲ့အတွက်ဒီလို right click နှိပ်ပြီးတော့ create table မှာကိုသွားလှုပ်ရှားမယ် order လေးကိုဖိထားလိုက်နော်ဖိတော့မှာသူတို့နှစ်ခုမှာဒီဟာကိုလုပ်မယ်ဆိုရင်ကျွန်တော်ပြလိုက်နော် order လေးဖိနော်အဲ့လိုတွေပေါ့ရင်အဲ့လိုဖြစ်သွားတယ်ဒါ channel measure မှာဒီမှာကျွန်တော်ဒီဘက်ကိုတွင်းရင်မှာရောင်တလွဲရဖြစ်သွားတာအဲ့တော့ဒီဘက်လေးကိုတိုးနော် side မှာစိမ်းလေးစိမ်းသွား margin လေးလိုပဲ margin ဒီဘက်တိုးရင်ရော့သွားတယ် margin ကိုနည်းနည်းဒီမှာဟွာရီနော်အနီနဲ့ဟို
ဟွာနဲ့လို့ဆိုင်နေဟာဟွာဆိုလဲလို့ဟွာတိုးဒီမှာဟွာဒီပေါ့တိုးတပတ်လေးနေတော့ okay လိုပဲ marginal မှာဆိုလဲ marginal လေးလိုလေးပေါ့ခြေလို့ခြေလို့ဒီဆိုင်ရောဟုတ်အနာခောက်တယ်ပေါ့နော်ဒီလောက်ပြင်တော့ရပါတယ်ဆိုတော့ဒီဟာလေးလည်းမြင်ရပြီပေါ့နော်မြင်ရပြီးွားရင်တော့ကျွန်တော်ခြေလေးတစ်ခုပဲကျန်တော့မယ်ဆိုတော့ပြင်ွားရဆိုတော့အဲ့ကောင်လို့ထား vegetable တွေပြင်ခြေလေးတစ်ခုပဲကျန်တော့မယ်ခြေလေးကတော့သူ့ပကံပဲလားဒီလိုထားလိုက်ပါတော့ခြေလေးခုနအတိုင်းပဲကျွန်တော်တို့ comment စမှာ object လုပ်မယ်ခြေလေးကသူ့ပကံကြောင့်ပဲလားဘာကြောင့်လဲခြေလေးတော့ပကံတော့နည်းနည်းပြင်ရမှာပကံအရင်ပြင်လိုက်မယ်အဲ့တော့နော်ဆိုတော့ right click နဲ့ချက်နေတယ်ပေါ့နော်နေလိုက်ရင်ဒီဘက်ကလိုပဲ small လို့ရောက်ပါရောက်ဝင်ကြောင့်မှာ quick tools ကိုယူလိုက်နော်စောက်ဝိုင်းနေရတော့အလေရစံသားနေဆွဲမယ်ရှေ့ရောတားရဖိထားမယ်လိုချင်တဲ့နေရာရောက်ရင်ထွက်လာနော်အဲ့မှာပြီးကျွန်တော်တို့နော် v လေးကိုယူထားမယ်ရွှေ့ဟိုမှာပြီးရင်ဒီမှာပေါ့ v ကိုယူနေပေါ့နော် v ကိုသွားယူရင်ဒီမှာကျွန်တော်တို့ကမလို့လားရွှေ့ပါအောင်လို့လား v ကိုယူနေအဲ့မှာ v2 ပဲယူတာပြီးရွှေ့လို့ရတယ်နော် arrow key လေးနေဆိုတော့ down arrow နော်arrow နဲ့ရွှေ့ပြီးွားရင်ကျွန်တော်တို့ကဘာလုပ်ရသေးလဲဆိုလို့ရှိရင် right click နေပြီးတော့နော် transform selection လုပ်ရတယ်ကျွန်တော်ကြိုက်တဲ့နေရာကိုအဆင်ပြေတဲ့နေရာလေးကိုကျွန်တော်ယူပြရနော်ချုံချိန်လုပ်ပြရကျွန်တော်ဒီလောက်ဆိုတော့ wine လို့ထင်နေကြ control enter လေးလိုက်မယ်နောက်ရွှေ့လိုက်မယ်အဲ့ချိန်မှာဒီမှာ auto back space နေလဲလို့ဖြစ်သွားတယ်နော်အဲ့လိုမျိုးဖြစ်သွားမယ်အဲ့လိုမျိုးဖြစ်ရင်ကျွန်တော် control ရဲ့ရှေ့ရဲ့ i နေလိုက်ရင် back ဖြစ်သွားမယ်ဒီပေါင်းလေးပါ select မှတ်နေမယ်အဲ့ကြမှာ auto back space နေလိုက်ဒီမှာကျွန်တော်တို့ wine လေးတစ်ခုရတယ်အဲ့ကြောင့် control ရဲ့ s နေလိုက်နော်အဲ့ဒါနည်းနည်းတော့ရှုံးမယ်ကျွန်တော်ပြန်ကြည့်ပြီးဒီမှာ wine လေးဖြစ်သွားတယ်နော်နော် wine လေးရပြီဆိုတော့နည်းနည်းအဆင်ပြေပြီဆိုလို့ပြင်နေလိုက်တယ်နော် client ရဲ့ complaint ဆိုရင်တော့ပြန်လာပါတော့သူရဲ့ quality တို့ style ဆိုတော့လို့အားလေးပြန်ဖြုတ်ပြီးတော့ပြန်လုပ်ပေးလိုက်မယ်အဲ့နော်ဆိုတော့ကျွန်တော် control G ပေါ့နောက် image adjustment one situation မှာ situation ရော line map ရောပြီး feed ဒီလိုပေါ့နော်ဒီလိုပေါ့အဲဒီလိုတောက်ပေါ့နော်အဲ့တော့ feather plus motion blur ဟုတ်ပြီပြင်ပြီးမယ် feather plus custom blur အဲဒီရင်းပေါ့ net အတွက်ဒီ shot တော့95လောက်ထား okay အဲ့ဆိုတော့ရပြီပေါ့နော်ဒီကတော့ရမ်းပြင်ညာမလို့ဘာညာလို့ပြည့်ပြီးတာဆိုတော့ပြင်တော့ control G လေးပေါ့နော်အဲဒီလိုရပါပြီပေါ့နော်ဒီလိုရပါပြီဆိုတော့ကျွန်တော်တို့ကအဲ့နာဒီဒိုနာတွေပက်ချလေကိုကျွန်တော်တို့ကဟိုလုပ်ချင်သေးတာပေါ့နော်အဲ့တော့brightness ကိုယူလိုက်မယ်တော့နော်အဲ့ချီလီရောက်ကိုလည်းဝင်လိုက်မယ်နော်ပြီးတော့ကျွန်တော်တို့မဲလိုက်မယ်ကျွန်တော်တို့ရှေ့မှာလုပ်ခဲ့သလိုပဲလीနော်မှတ်မိလားတော့ဟိုဗာလေ exposure ကိုယူပြီးတော့ကျွန်တော်လုပ်မယ်နော်ဒီလိုပဲလုပ်မယ်ဆိုတော့အနာခေါက်မယ်ပြီး BU နဲ့နည်းနည်းလေးချဲမယ်ဟုတ်ပြီကျွန်တော်အဲ့မှာ flow ကိုကျွန်တော် 5% လောက်ပဲယူပြီးကျွန်တော်လိုက်ပြီးတော့နော် h နေမယ်ဖြူပြရအောင်နော်ဒါဒီမှာအဲ့လိုပေါ့နော်ဆိုစိတ်ကြိုက်ဖြူသွားရင်တော့ရတယ်ပေါ့နော်ဒါတော့ t-shirt ပိုင်းပြီးပေါ့နော်လို့ရပါပြီဆိုရင်တော့အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်နောက်ပြီးတော့ဘာတွေပြင်ရမလဲဆိုတာကြည့်မယ်ပေါ့နော်ကျွန်တော်ဒီမှာပကံလေးမှာပေါ့နော်တွေ့လားပကံလေးမှာထက်နေတော့ကျွေးသားတွေကပါအဲ့ဒါလေးကြောင့်ပြင်ရမယ်ဆိုတော့ right click နဲ့ချက်နေလိုက်တယ်
နော်အဲဒီမှာပကံလေးမှာအကုန်လုံးတွေ့ရလိမ့်မယ်နော်ဒါလေးကိုကျွန်တော်ပြင်မယ်အဲ့တော့ကျွန်တော် new ခေါ်လိုက်တယ် layer new ခေါ်တယ်ခေါ်ပြီး clone stand ကိုကျွန်တော်ယူလိုက်တယ်ဒီကဘာမှမလုပ်ဘူးဒီ layer mask ကဟော click ထောက်ပြီးတော့နော် control ထောက်မယ် click နိုင်မယ်အဲဆိုရင် select မှတ်ပြီးသားဖြစ်တယ်ဖြစ်ပြီးသွားရင်ကျွန်တော် down ကဒီ down ဟာလေးကို order လေးနဲ့ just ဆုပ်လိုက်မယ်ထောက်လိုက်မယ်နော်ထုတ်ပြီးသွားရင်ပုတ်လိုက်မယ် order လေးထောက်မယ်ပုတ်လိုက် order လေးထောက်မယ်ပုတ်လိုက် control D နဲ့လိုက်မယ်နည်းနည်းလေးတော့ကျင်လေးတယ်အဲ့တော့ကျွန်တော်ဒီကနေပဲ B ပေါ့နော် B လေးနဲ့ပဲတတရနည်းနည်းလေးကျန်လာတယ်5% ဖြစ်နေတာ91တင်တာ 4H ပေါ့နော်နေလေးကျန်လာတယ် mouse နဲ့လို့ရတော့နည်းနည်းခက်လိုက်ပေါ့နော်ဒါပေမဲ့ pen tablet သုံးတဲ့လူတွေကတော့တခုတာတာပေါ့နော်အဲ့ဒါလေးကြောက်ဆိုတော့ဒီမှာရမ်းမမြင်ရတော့ control S နေလိုက်အဲ့ဒါနေလိုက်လို့ရှိရင်ကျွန်တော်ဟိုဘက်မှာသွားပြီးတော့နော်ဒီမှာသွားပြီးတော့ပုံနေပြီနည်းနည်းကျန်နေတယ်နော်ကျွန်တော် solid color လေးယူလိုက် black လေးပေါ့နော် okay နားလေးကိုကျန်နည်းလေးကိုကျန်ဒီချောမောပြင်ပြီးတယ်ပေါ့နည်းနည်းလေးထောက် H ပေါ့နော်အဲ့ရောနည်းနည်းဖြတ်လိုက်မယ်ကန်ဆယ်နေမှနေတာပေါ့နော်ပြန်ကြည့်မယ်အဲ့ဆိုနည်းနည်းလေးစပြပါနော်ဒါတော့ကိုယ်တည်းဒီဟာလေးကိုမျက်လုံးမှိတ်ဖို့မရနော်မျက်လုံးမှိတ်ပြီး control S နဲ့လိုက်ဆိုတော့ဟိုဘက်မှာကျွန်တော်တို့ရပါမှာနော်ကျွန်တော်ဘက်ကလေးရပြီနော်စင်ပြီဆိုတော့ဒီဘက်မှာတွေ့လားအဲ့လိုအစင်းလိုင်းတွေရှိတယ်အဲ့ဒါကြီးဒီမှာပြင်ကြည့်ရဆိုတော့ဖြူနေပြင်ကြည့်ပါရအောင်စင်းလိုင်းဖြစ်နေအဲဒီမှာတွေ့လားစင်းလိုင်းတွေ့လားအဲ့တော့ကျွန်တော်တို့က B so printing မှာလည်းနည်းနည်း view ဆိုင်လို့ပေါ့နော်သူပေးတာကျွန်တော်တို့ကဖြတ်တာမသေးတော့လို့ဖြတ်တာပေါ့ဆိုတော့ control S နေမယ်ဒါလေးကိုဖြောက်ဖို့မမိနဲ့နော်တောင်းစုံတော့ပေါ်နေတယ်အဲ့တော့ဒီမှာချက်ကြည့်စဉ်းစားရရှိတယ်ဒီတော့မရှိဘူးဒီမှာတော့ဆင်းလာနေရဟုတ်ပြီကျွန်တော် control ရစေတယ်ဒီကမှပြောက်တယ်သူဖြစ်တယ်ဒီကဆင်းလိုက်လို့တော့နောက်တစ်ခုပြတ်နေတယ်ကံများဆင်းလိုက်နော်လို့ပဲကျွန်တော်ဗကံများဆင်းလိုက်လို့ဗကံများကိုသွားရှာမယ်လို့ပဲဖြေအောင်ခံပြီးကြည့်ကြည့်မယ်ပေါ့နော် solid ခံမယ်သူ့မှာလည်းဆင်းလိုက်ရှိတယ်နော်ဆင်းလိုက်နေတော့ပြဆိုသူ့မှာလည်းကျွန်တော်ပြန်စားတဲ့ခါလေးตัวเลยบอกน้องยังเป็นเนื้อสัตว์ในราคาที่จริงๆเป็นแล้วแต่มีชื่อมีเหมือนในคุณว่า
မျက်လုံးမိတ်မဲ့ control S နဲ့ပေါ့နော် okay ဆိုတော့ရှာပြီပေါ့နော်ချိုးရရည်များရှိအောင်လားစင်းညောင်းကြည့်ရတယ်ဆိုတော့တွေ့တော့ပေါ့နော်မတွေ့ရဘူးဆိုတော့အဆင်ပြေပါပြီဆိုတော့ကျွန်တော်ဒီလိုလေးရပြီပေါ့နော်ကြားတဲ့အချိန်မှာသူကကျွန်တော်ကိုပေးလာတဲ့စာတွေlogo ရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ထည့်ပြီးတော့ပြပါမယ်ကျွန်တော်ကစာတွေပုံမှာထည့်ဖို့တော့ရေမှန်းထားပါတယ်ဆိုတော့ဒီဟာလေးတွေမျိုးလုံးနဲ့ပိတ်တတ်ပါမယ်စောက်ဆုံးဒါလေးကတော့သူ့ logo လေးပေါ့နော် logo လေးကျွန်တော်ဒီလိုလေးထားလိုက်တယ်ပေါ့နော် margin လေးနည်းနည်းတော့ခွာတာရယ် logo လေးလိုလေးထားလိုက်ပေါ့နော်ဆိုတော့ပြီးတော့သူ့စာရှိရပေါ့နော် title လေးကိုဒီလိုမျိုးလေးထားရပေါ့နော်ဒီနည်းနည်းလေးပို့ပြီးတင်လိုက်တယ်ပေါ့နော်သူ့ title လေးရှိရတော့ဆိုတော့ subtitle လေးကိုလည်းကျွန်တော်ဒီလိုမျိုးလေးလုပ်ထားပေးတယ်နော် subtitle လေးလည်းလုပ်ပြီးပေါ့နော် subtitle title ပေါ့နော်ဒီလိုလေးတော့လုပ်ထားတယ်ပြီးသွားရင်သူကဘာလဲဆိုတော့ဒီမှာသူ့ဟင်းပွဲနာမည်ပေါ့နော်ဒီဟင်းပွဲနာမည်လေးပါဟင်းပွဲနာမည်လေးကိုလည်းကျွန်တော်လုပ်ထားပေးရပေါ့နော်ဆိုတော့သုံးခုပေါ့နော်အဲသုံးခုပါတယ်ပေါ့နော်ဒါလေးကတော့တအုပ်စုကျွန်တော်အပေါ်မှာပဲတင်ထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုထူးဆန်းတာကဒီစာလေးပါတယ်ပေါ့နော်ဒီစာလေးကိုကျွန်တော်ကထည့်ပေးရမှာပေါ့နော် client ရဲ့ဒီစာလေးလေးထည့်ချင်တယ်ဆိုတော့အဲဆိုတော့ rice ကိုကျွန်တော်တို့ကဒီအပေါ်လေးကိုတင်မယ်ပေါ့နော်ပေါ်လေးကိုနည်းနည်းလေးတင်မယ်ဒီလိုလေးနည်းနည်းရွှေ့မယ်ဒီလိုလေးပေါ့နော် rice အဲ့လိုလေးထားပြီပေါ့နော်ထားပြီးရင်ခြေလေးကျွန်တော်နည်းနည်းလေးတင်မယ်ဒီလေးနည်းနည်းလေးရွှေ့မယ်ဟုတ်ပြီ edit ကိုလည်းကျွန်တော်နည်းနည်းလေးတင်မယ်ဒီလိုလေးနည်းနည်းကပ်ပေါ့ဒီနည်းနည်းလေးထပ်ကြည့်လိုက် edit ကိုကြည့်ကြတယ် okay ကိုချေကြည့်ချလိုက်ဒီရနာခေါ်လိုက် edit ကိုလည်းဒီလိုမျိုးလေးကြည့်တော့အဲ့လိုပြင်ပေါ့နော်ဒီစာလေးကိုလည်းလိုပဲသူ့နာလေးမှာတောက်ပြီးတော့တောက်ကလိုက်ဒီ rice လေးနည်းနည်းလေးပုတ်တယ်နော်ချီလေးကိုလည်းနော်တော့ပဲဒီစာလေးပဲတော့နည်းနည်းပုတ်တင်လိုက်ကတ်လာပြီးတော့ subtitle ပဲကတ်ပြီးဒါလေးနည်းနည်းလေးကတ်ပေါ့နော်အဲ့လိုမျိုးညှိရတယ်ပေါ့နော်တစ်ခါတည်းနဲ့တော့ပြီးသွားတယ်တော့မရှိပါဘူးဆိုတော့နည်းလေးဟုတ်ပြီဒါလေးနည်းနည်းလေးဒီလိုလေးပေါ့နော်ဆိုတော့ verse table ကကြတော့ direction လွဲနေပြီနည်းနည်းလေးပဲတိုးပါနော် okay ဆိုတော့ဒီလိုပုံစံလေးရပါပြီပေါ့နော်ဆိုတော့ကျွန်တော်ကိုရှေ့မှာပြခဲ့တဲ့တော့ပေါ့ August လေးပါဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာထည့်ပြပေးပါမယ်ပါဘောနော် okay ပုံလေးပေါ့နော်ကျွန်တော်ကချိန်နေရမ်းကြမှာဆိုလို့မဆွဲပြတော့ဘူး okay ပုံလေးဒီမှာထည့်လိုက်မယ်ဆိုတော့ဒီလောက်ပေါ့နော်ဆိုတော့ share ချလည်းတည်နေပြီဆိုတော့ပြောတော့ပေါ့နော် control G control T ဆိုတော့အပွင့်နေမတူဒီမှာနည်းနည်းတီးလိုက်မယ်တီးလိုက်ကြီးလိုက်ဆက်ဖြစ်ပါတော့ okay ဒီပေါ့ဆိုတော့ဒါ okay တူပေါ့ဗျာဆိုတော့ control J ထပ်ပါမယ်အောက်လာမယ်အဲထပ်တီးမယ်ဟုတ်ပြီဆိုတော့သုံးခုနဲ့ချုပ်ထားရအောင်နော် triangle ဖြစ်မယ်ဆိုတော့ဟုတ်ပြီတော့ဒီလိုလေးထားလိုက်ပေါ့နော်3နောက်ဆုံးတစ်ခု control G ကျွန်တော်တို့ကအဆုံးသက် design လေးပေါ့နော်ဒီနားလေးမှာလွတ်နေအဲ့ဒါကိုကျွန်တော်ကြီးလိုက်ပေါ့နော်ကြီးပြီးတော့ဒီလိုလေးပေါ့တဝေးလောက်လာလိုက်တော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ rice ကိုပြချင်တဲ့ຢာတွေပေါ့နော် rice ကိုလည်းနည်းနည်းလေးတိုးကောင်းလည်းနည်းနည်းလေးတိုးကျွန်တော် main dish ကိုနည်းနည်းလေးတိုး main dish ကလည်းနည်းကြည့်လို့ရတယ်နည်းကြည့်လို့ရတယ်ဒီ
ကျွန်တော်ဒီကမဟုတ်တော့တောင်းရောင်းနေတာပေါ့အဲ့တော့ဒီလိုလေးပေါ့အဲ့တော့ချီလေးလေးနည်းနည်းလိုက်တိုးလိုက်ပေါ့နော် Okay conversation မိပြီပေါ့နော်မိပြီဆိုတော့ဒီ orchid လေးကိုတော့အပြင်ထုတ်လိုက်ပါပေါ့နော်ဒီ just step ပါဝင်ဆိုတော့ orchid 1လေးကကျွန်တော်လေးတော့ဟုတ်ပြီဆိုတော့ကျွန်တော်ပြီးသွားရင်သူကဒီ main t-shirt ကိုလည်း promotion ပေးထားသေးတယ်လို့ကျွန်တော်သိရပါတော့ promotion လေးလည်းထည့်အောင် client ကတော့အကုန်ထည့်ရပါတော့ဘယ်လိုလဲပေါ့ထည့်သတိထားပါတော့တကယ်လည်း reality ဆိုရတဲ့ကမှာအဲ့လိုမျိုးစဉ်းစားရပါတော့ဒါတော့ကျွန်တော်တို့ဒီပေါ့နော် price ပေါ့နော် price ကိုကျွန်တော်တို့သူဒါလေးကတော့ price ဖြစ်တယ်ပေါ့နော်ဒါသူ price ပေါ့နော် price ဆိုတော့ဒီ interest လေးကိုပေါ်နေတာနဲ့ maybe should be to be done နော် price ပေါ့ so chili ကိုလည်းနည်းနည်းလေးတော့ adjust လုပ်ပါဆိုတော့ဒါလေးကတော့သူ့ poster လေးဖြစ်ပြီးပြီးသူကအောက်မှာသူ့ဆိုင်လိပ်စာနဲ့ဖုန်းနံပါတ်တော့ထည့်ကြည့်တယ်ဆိုတော့ဒါလည်းထည့်ရမယ်ဆိုတော့နောက်ဆုံးတော့ကျွန်တော်က address လေးလိပ်စာလေးရခဲ့ပြီပေါ့နော်လိပ်စာလေးတော့ကျွန်တော်လိပ်စာလေးကိုဒီလိုလေးထည့်ပါတယ်ဟော poster လေးကိုတော့ဖြစ်တော့ပါပြီဆိုတော့နည်းလေးတော့ပြင်နေသေးတယ်ဒါလေးတော့ဒါလေးပေါ့နော် price လေးပေါ်လေးနည်းလေးတင်ပေါ့နော်ဒီလိုလေးဆိုပို့လာဆိုတော့ဒီစာလေးကိုလိုက်ပါလို့လိုက်နိုင်မယ် okay ဆိုတော့ brush table လေ brush table ပဲပါဆိုတော့ layer လေး group လေးနဲ့လို့အကောင်းမွန်တော့လောက်တစ်ခုပါပဲအဲ့ဒါလေးတို့ကိုမမေ့ပါနဲ့ဆိုတော့နောက် client ပေးတဲ့ပုံနဲ့ကျွန်တော် design ဆွဲတဲ့ပုံတွေမှာဒီလို poster လေးဆွဲပြခဲ့ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်စီမှာ Facebook ရယ် YouTube ရယ် TikTok ရယ် Telegram Channel တွေမှာအပတ်စဉ်ဗီဒီယိုတွေတင်ပေးနေမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တင်တဲ့ဗီဒီယိုတွေကိုကြိုက်တဲ့ရင် like and subscribe လေးပေးခဲ့ဖို့ညွှန်ကြားရခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ